လမ်းပြောက်တယ်ဆိုတဲ့စကားကိုဒီဗီဒီယိုကြည့်နေတဲ့လုပ်ငန်းရှင်မိတ်ဆွေတွေလည်းကြားဘူးလိမ့်မယ်လို့ထင်ပါတယ်။လမ်းပြောက်တယ်ဆိုတာကတချို့ကလူငယ်တွေကလမ်းပြောက်နေတယ်လူငယ်တွေပဲပြောက်တာမဟုတ်ပါဘူး။လုပ်ငန်းရှင်တွေလည်းလမ်းပြောက်ပါတယ်။တေချာပေါက်အရွယ်သုံးပါးလုံးလမ်းပြောက်ပါတယ်။ဒီလမ်းကိုဘယ်လိုရှားမလဲဆိုတာကိုကျွန်မပြောပြပေးချင်ပါတယ်။ဒါကတော့ကျွန်မကိုယ်တိုင်လုပ်ခဲ့တဲ့နီလမ်းပဲဖြစ်ပါတယ်။ငယ်ဘဝမှာဆိုလို့ရှိရင်ကျွန်မတို့မိသားစုမှာအကျွေးတွေအများကြီးထူတယ်အကျွေးကြည်ကျင်တယ်ဆိုလို့ရှိရင်ကျမရဲ့လမ်းကိုကျမဘယ်လိုမျိုးရှာဖွေခဲ့လဲဆိုရင်တေချာပေါက်ကျမဒီအကျွေးကိုကြည်ကျင်နေဆိုရင်တေချာပေါက်ကျမဝန်ထမ်းလဲလုပ်လို့မရတော့ဘူးဝန်ထမ်းပတ်စံနဲ့လုံးဝမကြည်နိုင်ဘူးဆိုတော့ကျမကငွေရှိမရှိကိုပိုင်စီးပွားရေးကိုယူသွတ်ခဲ့တဲ့လူတစ်ယောက်ဖြစ်တယ်ဒီချိန်မှာကျမမှာဆိုရင်လစာကောင်းတဲ့အပြင်ဝန်ထမ်းကိုသွေးပေးမဲ့လူတွေရှိတယ်အစိုးရဝန်ထမ်းဒီကျောင်းဆရာမဘက်ကိုသွေးပေးမဲ့လူတွေရှိတယ်ပေါ့နော်ဒီအခွင့်အရေးတွေကိုကျွန်မအကုန်လုံးလက်လွတ်ရတယ်ကျွန်မတကယ်ချင်းတွေအကုန်လုံးတယ်ကျွန်မလက်လွတ်ခဲ့တယ်ဘာကြောင့်လဲဆိုရင်ကျွန်မရဲ့ focus တစ်ခုကကျွန်မအကျွေးကြည်ချင်တာကိုပိုင်စီးပွားရေးလုံးမှဈေးရောက်မှအကျွေးကြည်မယ်ဆိုတာကိုကျွန်မကောင်းကောင်းသိတဲ့အတွက်ကျွန်မကဒီလိုမျိုးကိုအကျွေးကြည်ဖို့အတွက်ကိုပိုင်စီးပွားရေးလုပ်မယ်ဆိုပြီးတော့စိုးဖြတ်ခဲ့တယ်ဝါသနာတွေပါတယ်ဆိုတာအသာထားလိုက်အောင်လုပ်ငန်းရှင်တွေအနေနဲ့ကဘယ်လိုမျိုးလမ်းပြောက်တက်လဲဆိုလို့ရှိရင်ကျမဒီ small business ကနေပြီးတော့ဒီ group net business ဖြစ်တဲ့ eco business ကိုကူးတဲ့အချိန်မှာလဲလုံးဝလမ်းပြောက်တယ်ကိုလုပ်ခဲ့တဲ့အလုပ်ကိုဘယ်သူမှမစွန့်လွတ်ချင်ဘူးဒါပေမဲ့ကျမခေါင်းအေးနဲ့တေချာစဉ်းစားလိုက်တဲ့အချိန်မှာကျမမှာကကျမလုပ်ငန်းကြီးထွားတဲ့အချိန်မှာနောက်က sporty ပေးမဲ့လူတွေကကျမမောင်နေဖြစ်တယ်ပေါ့နော်ကျမအမျိုးသားဖြစ်တယ်ဒီလိုမျိုးကျမမှာ main ကလေး background နဲ့ရှားတယ်အားကြောင့် main ကလေးပစ္စည်းဘက်ကိုကျမကိုလုံးဝစွန့်လိုက်ပြီးတော့အားလုံးရောင်းပစ်ခဲ့လိုက်တယ်ပေါ့ Aircon business ဘက်ကိုပဲကျမဆိုင်ခွဲတွေတစ်နှစ်ကိုတစ်ဆိုင်ဖွင့်နိုင်အောင်စူးစမ်းမယ်ဆိုပြီးတော့ခြေစုံပြည့်ဝင်ပြီးတော့ဆုံးဖြတ်ခဲ့တာပဲဖြစ်ပါတယ်ဒီမှာလဲကျမလမ်းပြောက်ခဲ့တယ်တခုကျမဒီ social media ဈေးကွက်ကိုတွေ့သားတဲ့အချိန်မှာလဲကျမလမ်းထပ်ပြောက်ပါတယ်ဒီမှာကျမဘလို့ရှာဖွေခဲ့လဲဆိုရင်ကျမကဒီ social media ဈေးကွက်ကိုဝင်မယ်ဆိုရင်ငါဈေးရောက်တာတခုလည်းနဲ့မကျင်တတ်ဘူးပေါ့ဘလို့ပဲဖြစ်ဖြစ်ကျမ marketing ကိုနားလဲခြင်းနဲ့ system တွေကိုနားလဲခြင်းနဲ့ငွေကြေးအကြောင်းကိုနားလဲခြင်းနဲ့ဆိုတော့ကျမသင်ယူမှရမယ်သင်ယူတာလည်းငွေနဲ့မရအောင်ဈေးအရန်ကြီးတဲ့ဖြစ်တဲ့အတွက်ဒီပညာတွေကိုကိုလည်းပြန်လဲသင်ကြားနိုင်တဲ့သူတယောက်ဖြစ်အောင်သွားမယ်ဆိုပြီးတော့ digital product ရောင်းချနိုင်တဲ့သူတယောက်ဖြစ်အောင်သွားမယ်ဆိုပြီးတော့ကျမဒီဘက်ကို focus ခဲ့တာပဲဖြစ်ပါတယ်ကျမကိုအပြင်မှာလုပ်ငန်းလည်ပတ်နေတဲ့ကျမရဲ့တင်းရှိတယ်ပေါ့နော်ဒါကြောင့်ဒီဘက်ကို focus ခဲ့တာပဲဖြစ်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်လမ်းပြရှာတွေ့ကြပါစေလို့လည်းပြောလင်းပါတယ်